Hello အားလုံးပဲမင်္ဂလာပါကျမမမေမြတ်ပါရှင်ဒီနေ့ကျမ sharing လုပ်ပေးမယ့်အရာလေးကတော့ကို review me ကိုလူတူရှင်းလေးလုပ်တဲ့သဘောလေးပေါ့နော်လူတူရှင်းလေးလုပ်တဲ့သဘောလေးနဲ့ကိုဘယ်လိုပြောမလဲငါဘယ်လိုလူစားမျိုးတွေဖြစ်နေပြီလဲဆိုတာမျိုးကိုလည်းပြန်သုံးသပ်လို့ရအောင်ပေါ့နော်ဒီ short review me လေးကိုကျမ sharing လုပ်ပေးလိုက်ပါတယ်ဒီအဓိကပေါ့နော်အခုကျမရဲ့ Facebook မှာဆိုလို့ရှိရင်နည်းနည်း trend ဖြစ်နေတာကကိုလိုလူရရင်ကိုပြန်လူချင်လားဆိုပြီးတော့ trend ဖြစ်နေတာလေးတွေ့ရပါတော့မိတ်ဆွေတို့ရောအဲ့ဒီ trend လေးတွေ့မိသလားအဲ့တော့ချို့ရလဲလူချင်တယ်ပေါ့ချို့ရလဲမလူချင်ဘူးပေါ့အဲ့တော့လူချင်တယ်မလူချင်ဘူးဆိုတာကိုကိုပြန်သုံးသပ်မယ်ဆိုရင်ဘယ်လိုပြန်သုံးသပ်မလဲအရင်ဦးဆုံးကိုမှာကိုကပေါ့နော်မကြိုက်တဲ့လူတယောက်ရဲ့မကြိုက်တဲ့အကျင့်စဲလူတယောက်ဆိုတာကလူတယောက်မှာရှိသိရှိထားမှစိတ်ဓာတ်မရှိဘဲနဲ့အဲ့လိုမျိုးမကောင်းတဲ့အကျင့်စရိုက်ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုကိုမကြိုက်တဲ့အကျင့်စရိုက်တရားဘာတွေလဲဆိုတော့အရင်ဆုံးခြာရေးလိုက်ဥပမာပေါ့ကျမဆိုရင်10ချက်ထွက်တယ်ပေါ့သူများအားနေချက်ကိုထိုးပြီးတော့စေတနာနဲ့ပြောတာဆိုပြီးတော့သူများအားနေချက်ကိုအများနဲ့ blame နေတာဆရာကြီးလှုပ်တာပြီးရင်ငါစကားနွားရပြောတဲ့ငါတကောကောတယ်ငါပြောတာအမှန်ငါမိဘမို့ငါမှန်တယ်ငါမိဘငါဆရာငါအကြီးငါသိငါတက်ငါပြောတာပဲမှန်တယ်ဆိုတဲ့ဟာအဲ့လိုအကျင့်စရိုက်ဒါကျမမကြိုက်တဲ့ဟာပေါ့နော်ပြီးအတ္တကြီးရာကိုကောင်းဆန္ဒကိုအတွက်ပဲဦးစားပေးတာတချို့ကရှိတယ်လေကိုနဲ့သားသမီးနဲ့ရှင်ရင်တော့မှကိုပဲသူများသားသမီးနဲ့ကိုသားသမီးရှင်မှသာသူများဥနဲ့ကိုဥရှင်မှသာကိုဥနဲ့ကိုနဲ့ပြန်ရှင်တော့ကိုပဲဆိုတဲ့အတ္တကြီးရဲ့လူတွေရှိတယ်နော်အဲ့လိုဇယိုက်တွေနောက်တစ်ခုကကြတော့ဂုံမောက်တာဂုံမတ်တာရှိတဲ့သူဆိုတစ်မျိုးမရှိတဲ့သူဆိုတစ်မျိုးအဲ့လိုယာရုကြီးရင်တစ်မျိုးယာရုငယ်ရင်တစ်မျိုးအဲ့လိုဆက်ဆံတာနောက်မနာလိုစိတ်ရှိတာတွင်းစိတ်ကကြိတ်ပြိုင်တာဝမ်းတွင်းကြိတ်ပြိုင်တာနောက်ွယ်ကနေဓာတ်နဲ့ထိုးတာရှေ့မှာတော့ဇွတ်ဖြူစင်သိရမလားအဲ့ဒါမျိုးတွေကလုပ်ငန်းခွင်တွေမှာလည်းတော်တော်များများကြုံခဲ့ဘူးတယ်ပေါ့နော်ညီမကျမကိုယ်တိုင်နဲ့အဲ့တော့ဒီလိုအကျင့်စရိုက်တွေဆိုကျွန်မတအားမုန်းတာနောက် over confident ဖြစ်တာပေါ့နော်အဲ့ဒါလည်းကျွန်မမကြိုက်ဘူးနောက်မိသားစုအပေါ်မှာ abuse လုပ်တာပေါ့နော်တကယ်မျိုးလက်ပါတာလက်မပါရင်ဆဲဆိုရိုင်းဆိုင်တာမိသားစုကိုစိတ်ကောခန္ဓာရောပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောအနိုင်ကျင့်တဲ့လူမျိုးတွေနောက်ကိုမိသားစုဝင်မကြမ်းပါလို့ရှိရင်ညိုညင်တာစေတနာမရှိတာပေါ့နော်ကိုမိသားစုဝင်အပေါ်စေတနာမရှိတာဒါမျိုးတွေလည်းကျွန်မမကြိုက်ဘူးနောက်သစိမ်းပေါ်ကောင်းတာသစိမ်းနဲ့ကြရင်ကောင်းတယ်သိရမလားကိုမိသားစုကိုသားများပေါ်ဆိုမကောင်းတာသစိမ်းရှိဆိုလို့ရှိရင်ပါဝါပြချင်တာဒါမျိုးတွေနောက်ဒေါသကြီးသူတွေဒေါသမထိန်နိုင်တဲ့လူတွေဒေါသမထိန်နိုင်တဲ့အခါကျကိုတိုင်းလည်းအဆက်ကွဲရတယ်နောက်တစ်ဖက်လူကိုလည်းလူပုံလည်းမှာအဆက်ကွဲစေရပေါ့နော်အဲ့လိုမျိုးဇယိုက်တွေဆိုရင်ကျွန်မလုံးဝမကြိုက်ဘူးဒါကျွန်မလုံးဝမကြိုက်တဲ့အချက်တွေပေါ့နော်ဒါမိတ်ဆွေတို့မှလည်းဒီလိုမျိုးကိုမကြိုက်တဲ့အကျင့်ဆိုးတွေအကျင့်တွေဆိုတာရှိမှာပဲပေါ့နော် character တွေရှိမှာပဲအဲ့ဒါကိုအရင်ဆုံးအခုလိုမျိုးချရေးလိုက်ပါချရေးပြီးပြီဆိုရင်နောက်တစ်ဆင့်ကဘာလုပ်ရမလဲဆိုတော့ကိုမညာစတန်းကိုတိုင်းတော့ဒီအကျင့်တွေမကြိုက်ဘူးဟုတ်ပြီအဲ့အကျင့်တွေမှာကိုဘယ်တစ်ချက်ညှိနေလဲပြန်တိုက်ကြည့်လိုက်ခါလေကြရင်လူတွေကကိုကသာမကြိုက်တာနော်ကိုတိုင်းအဲ့ဒီဇယိုက်ဖြစ်နေတာမျိုးတွေရှိတတ်တယ်ဥပမာကျမဆိုရင်ဒေါသကြီးရယ်ခုဒီထိန်းနိုင်သေးဘူးအဲ့ဒါဆိုလို့ရှိရင်ကျမမိရဒေါသကြီးရယ်ကျမအဲ့လိုမျိုးအကျင့်မကြိုက်ဘူးဒါပေမဲ့လည်းဘလို့ဖြစ်နေဆိုတော့ကျမသူ့စီကနေတင်ယူရတယ်လို့ဖြစ်နေကျမအဲ့ဟာကြီးအကျင့်ကျမမှာပါနေတယ်ပေါ့နော်အဲ့ဒါမျိုးရှိတယ်ကျန်တာတွေကတော့ကျမမှာမရှိဘူးလို့ပဲပြောရမှာပေါ့လေကိုရည်သွေးတာတော့မဟုတ်ဘူးเนาะပြောချင်တဲ့သဘောကအာမနာတယ်မညာတယ်ကိုမကြိုက်တဲ့အချက်တွေနဲ့ကိုပြန်တိုက်ကြည့်ကိုရောမကြိုက်ဘူးဆိုပြီးကိုလက်ခံကျင့်သုံးမိနေတဲ့ကိုစရိုက်တွေကိုကိုတွေ့လာပေါ့ဒါမျိုးတွေ့ရဆိုရင်เนาะကိုတော်မှမကြိုက်တာပေါ့เนาะဒါကြောင့်မို့လို့ကိုလို့ရင်တော့မကြိုက်တာဆိုတော့သူများလို့လည်းကိုကသွားလို့ရင်အဲ့ဒဇိမ်းရောသူများရောကြိုက်ပါမလားမကြိုက်ဘူးပေါ့နော်အဲ့တော့ကိုတောင်လက်မခံတဲ့အကျဉ်းစရိုက်ကိုတစ်ခါလေကြာရင်ကိုတိုင်းပြုတ်မှုတက်နေတာရှိတယ်ဒါကြောင့်မို့ဒါလေးလုပ်ရင်းနဲ့အလွယ်တကူကို review me လုပ်နိုင်ကြပါစေအားလုံးအဆင်ပြေလွယ်ကူကြပါစေ see you next video